Hello everyone, welcome to Shudha English. Common English phrases, 10 essential phrases for everyday conversation. ကျွန်တော်တို့ဒီတစ်ခါမှာတော့နေ့စဉ်ဘဝမှာအသုံးဝင်နေတဲ့အင်္ဂလိပ်စကားစုတွေကိုကျွန်တော်တို့အဓိကထားပြီးလေ့လာသွားမှာဖြစ်ပါတယ်။ဒီလိုစကားစုတွေထဲကမှကျွန်တော်တို့အရေးကြီးတဲ့စကားစုတွေဖြစ်တဲ့အင်္ဂလိပ်စကားစု10ခုကိုကျွန်တော်တို့ဒါအဓိကထားပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်။ဘယ်လိုစကားစုတွေဘယ်လိုစကားလုံးတွေကစိတ်ဝင်စားစရာကောင်းမလဲဆိုတာအခုပဲစကြည့်လိုက်ရအောင်။ I'm running a bit behind schedule. I'm running a bit behind schedule. ကျွန်တော်တို့မြန်မာလိုအဓိပ္ပာယ်ကတော့နည်းနည်းလေးနောက်ကျသွားပြီ။ဟုတ်ပြီနော်ကိုကစီဝေးပွဲရှိတာပဲဖြစ်ဖြစ်အကြောင်းတွေဒီလိုမျိုး meeting တွေစရှိတဲ့နေရာတွေချိန်ထားတာပဲဖြစ်ဖြစ်ဒီလိုမျိုးနောက်ကျတယ်ဆိုရင်ကျွန်တော်တို့ပြောလို့ရတဲ့စကားစုက I'm running a bit behind schedule. ငါနည်းနည်းလေးနောက်ကျနေပြီ။ Sorry for the inconvenience. စင်မပြေမှုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။ကျွန်တော်တို့တခုခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါတောင်းပန်မဲ့စကားမျိုးတွေကြုံရမဲ့ချိန်ကြိုင်ဒီစကားလုံးလေးကိုသုံးရင်တော့ကျွန်တော်တို့ဒါပိုပြီးစင်ပြေတာပေါ့နော်ဆိုတော့တခုခုမှာ service ဘိုင်းနေနောက်တစ်ခု meeting တွေတခုခုတက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးနောက်ကျသွားတယ်စရှိတဲ့ပုံစံတွေပေါ့အစင်မပြေမှုဖြစ်သွားတဲ့အတွက်တောင်းပန်နေဆိုရင် sorry for the inconvenience. Sounds like a plan. Sounds like a plan. ဒိဗေကတော့ကောင်းပြီလေအဲ့ဒီတိုင်းလောက်ကြတာပေါ့ကျွန်တော်တို့အစီအစဉ်တစ်ခုခုနဲ့ပတ်သက်ပြီးတော့ဒီအစီအစဉ်ချထားတယ်ဒီစီဇန်လေးကမစိုးဘူးအဲ့ဒီတိုင်းလောက်ကြရတာပေါ့ဆိုတဲ့ခြေနေပြောချင်တယ်ဆိုရင် sounds like a plan. I see your point. မင်းပြောတာကိုငါနားလေတယ်ကျွန်တော်တို့အတိတ်ပဲကတော့ဒီတရားရောက်ရဲ့ပြောချင်တဲ့အတိတ်ပဲပေါ့နော်ဒီအတိတ်ပဲကိုကမှငါမင်းပြောချင်တာနားလေတယ်ဒီသဘောကိုပြောချင်တာလေပုံမှန်ဆိုရင်တော့ I understand you ဒီလိုမျိုးတွေပြောကြတယ်ဒါပေမဲ့ဒီလိုမျိုးပြောမယ်စာကျွန်တော် point ဆိုတဲ့သဘောနဲ့ပြောလို့ရတယ် I see your point ငါမင်းပြောတာကိုနားလေတယ်ကျွန်တော်တရားရောက်ရဲ့အထင်မြင်စချက်ကိုနားလေတယ်ဆိုရင် I see your point. It is a bit of a gray area. It is a bit of gray area. ကျွန်တော်တို့အဓိပ္ပာယ်ကတော့ဒီဒါကတော့သိပ်ပြီးရှင်းရှင်းလင်းလင်းမရှိတဲ့ကိစ္စပါပဲဟုတ်ပြီနော်ပြောချင်တာကတော့ကျွန်တော်တို့ဒီအဓိပ္ပာယ်ကမျိုးမုံတွေကျသွားတယ်ပေါ့နော်ဥပမာမြေခိုးတွေဒီလိုမျိုးတွေရောက်သွားတယ်ဆိုရင်ကျွန်တော်တို့တဲတဲကိုယ်မမြင်ရတော့ဘူးလေဆိုတော့ဒီအဓိပ္ပာယ်ဝင်ရမ်းပြီးပြောတဲ့သဘောပေါ့နော်ဆိုတော့ပြောချင်တာ it is a bit of a gray area ဒါကတော့သိပ်ပြီးမရှင်းလင်းတဲ့ကိစ္စပါပဲ I will get back to you on that. I will get back to you on that. ကျွန်တော်တို့ဒီကိစ္စကိုတော့ပြန်ပြီးတော့ပြောပြပေးပါမယ်ဒီကိုကတခုခုပေါ့နော်ကမ်းလှမ်းခံရတယ်ဥပမာ invitation တခုခုပေါ့နော်ဥပမာမွေးနေ့ပွဲသွားမယ်ဒီဖိတ်ကြားပွဲတွေဒီလိုမျိုးသွားမယ်ဆိုတဲ့အခါမှာဆိုရင်ငါပြန်ပြောပေးမယ်နော်ငါမှလည်းဒီ season လေးရှိလို့ဒီလိုမျိုးပေါ့ဟုတ်ပြီနော်ဥပမာကိုကကျောင်းလေးပါဖြည်းဖြည်းသွားရမယ်ဒီလိုမျိုးဖိတ်ကြားခံရတဲ့ချိန်မှာဆိုရင်တော့ငါပြန်ပြီးပြောပေးမယ်ဒီလိုမျိုးပြောချင်တယ်ဆိုရင်ပြောလို့ရတဲ့စကားစုက I will get back to you on that. Let's play it by ear. Let's play it by ear. မြန်မာလိုအဓိပ္ပာယ်ကတော့အချိန်ကြီးပြီးမှဆုံးဖြတ်ကြတာပေါ့ဆိုတော့ဒီမြန်မာစကားပုံတစ်ခုရှိတယ်အဲ့စကားပုံကတော့reason ကြီးကကြတာပေါ့ဆိုတဲ့သဘောပေါ့နော်ဆိုတော့ဒီကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးတော့ကိုကခံမှန်းလို့မရတဲ့ကိစ္စတွေအဲ့လိုမျိုးကိစ္စတွေမှာဆိုရင်အချိန်တွေပေါ်မူတည်ပြီးဆုံးဖြတ်မယ်ဆိုတဲ့သဘောကိုပြောခြင်းနဲ့အဲ့လိုမျိုးချိန်နေကြရင် let's play it by ear နဲ့သုံးလို့ရတယ်I'm afraid I can't. I'm afraid I can't. ဒိဗေကတော့စိတ်မကောင်းပါဘူးငါမလုပ်ပေးနိုင်ပါဘူးဟုတ်ပြီနော်ဆိုတော့I'm sorry နဲ့လည်းပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာလိုအဓိပ္ပာယ်ပြောချင်တယ်ဥပမာအားနာပါတယ်ဆိုတဲ့သဘောတိုက်ရိုက်မရှိဘူးဆိုတော့ဒီလိုမျိုးစကားလုံးနဲ့ဆင်တူတဲ့စကားစုက I'm afraid ပေါ့နော်ငါအားနာမိပါတယ်ဆိုတော့ I'm afraid I can't ငါမကူညီပေးနိုင်ဘူးငါအားနာမိပါတယ်ဒီလိုမျိုးပေါ့နော် I'm feeling a bit overwhelmed. I'm feeling a bit overwhelmed. ဒိဗေကတော့အလုပ်တွေများနေလို့ငါစိတ်တွေရှုပ်ထွေးနေတယ်ဆိုတော့တခုခုနဲ့ပတ်သက်ပြီးတော့ဒီအလုပ်တွေကအရန်နေမှာပုံကျလာတယ်ဒီလိုမျိုးအရန်နေအလုပ်တွေပုံကျလာတဲ့ချိန်ကျရင်ကိုကဘာတွေလုပ်အောင်မသိတော့အဲ့ချိန်ကျအရန်နေစိတ်ရှုပ်တတ်တယ်ဆိုတော့အဲ့လိုမျိုးချိန်နေကျရင်သုံးရတဲ့စကားစုက I'm feeling a bit overwhelmed. Okay ဒါကတော့နောက်ဆုံးစကားစုတစ်ခုဖြစ်တယ်ဒီစကားစုကတော့ that's a relief. That's a relief. ဆိုတော့တော်ပါသေးရဲ့စိတ်အေးသွားပြီဆိုတော့အလုပ်တွေများနေပြီလေအလုပ်တွေများနေလို့ဒီပြီးသွားတဲ့ချိန်ကျရင်ပြောလို့ရတဲ့စကားစုပေါ့နော် That's a relief တော်ပါသေးရဲ့အလုပ်တွေပြီးသွားပြီပေါ့ငါစိတ်အေးသွားပြီဒီလိုမျိုးပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီခုသင်ခန်းစာမှာတော့နေ့စဉ်တစ်နေ့တာမှာသုံးဝင်နေတဲ့အင်္ဂလိပ်စကားစုတွေဖြစ်တဲ့အင်္ဂလိပ်စာ10ခုစကားစု10ခုလေ့လာခဲ့တာဖြစ်ပါတယ်
ဒီစကားစုတွေတဲကမှကျွန်တော်တို့ကိုနဲ့အသုံးဝင်တဲ့စကားစုတွေကဘယ်ဟာတွေဖြစ်မလဲကိုအတွက်ဘယ်စကားစုတွေကပို့ပြီးတော့ဒါအသုံးဝင်နိုင်မလဲဆိုတာကိုကျွန်တော်တို့ဒါသိပြရစီပေါ့နော်ဆိုတော့ဒီသင်ခန်းစာလေးကလန်နာလေးတို့အတွက်လည်းအကျိုးတစုံတရာရှိမယ်လို့လည်းယုံကြည်မိပါတယ်ကိုလေးလာတို့တဲ့သင်ခန်းစာတွေသိကျင်တဲ့သင်ခန်းစာတွေရှိရင်လည်း comment မှာမျှဝေခဲ့လို့ရပါတယ်Thank you for your attention. See you on the next lesson.